ဝင်နေစရာကောင်းတာကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ကအဲ့လိုမေးမြန်းတာကိုအသားမပေးခဲ့ဘူးအမြဲတမ်းဆရာဆရာမတွေပြောတာပဲနားထောင်ခဲ့ရတဲ့အတွက်ကလေးတွေကမမေးရဘူးမပြောရဘူးနိုင်ငံတကာရောက်တဲ့သူတို့ဒုက္ခတွေ့တာပဲသူတို့မမေးရမပြောတဲ့အတွက်တပန်းရှုပ်တာတွေအများကြီးပဲဒါကြောင့်ကျွန်တော်တို့မေးမြန်းဆွေးနွေးတဲ့အချက်တွေကျွန်တော်လုပ်ပေးရမယ်နောက်တစ်ခုကစိတ်ကောင်းစေတနာရှိရမယ်လူတယောက်ကစိတ်ကောင်းစေတနာမရှိဘဲနဲ့မအောင်မြင်နိုင်ဘူးရေရှည်မှာစိတ်ကောင်းစေတနာရှိတဲ့အခါမှာအဲ့ဒီစိတ်ကောင်းစေတနာသူ့ကိုတခါလဲပြန်ကယ်ရီလောက်သွားတယ်ကျွန်တော်တို့ဟိုပါပေါ့တမာဒေဝနတ်ကောင်းမြတ်နတ်မြတ်တွေမတယ်ဆိုတာအလကားတော့မမသူ့ရဲ့စိတ်ကောင်းစေတနာပေါ်မှာမူတည်ပြီးတော့မမြင်ရတဲ့ပုံကိုယ်တွေကဆောက်ရှောက်ပြီးတော့ကုညီသွားတဲ့အတွက်ဘဝမှာအစဉ်ပြေအောင်မြင်တာမျိုးတွေဖြစ်တယ်မမြင်ရတဲ့ပုံကိုယ်ဆိုတော့ကျွန်တော်တို့သွားပြီးတော့မြင်မယုံမတွေသွားမလုံးနဲ့တော့အဲ့ဒါတွေကတကယ်ရှိတာတွေသူ့နဲ့သူရှိသွားပြီးတော့ကိုနဲ့ဟိုမဖြစ်ရင်လည်းအေးအေးနေသွားပြီးတော့ပုတ်ခတ်တာတွေပါမလုံးနဲ့လောကကြီးမှာကျွန်တော်ပြောတဲ့ဟာအတိုင်းပေါ့နော်နောက်တစ်ခုကရိုးပြောင်းမှုရှိရမယ်ရိုးပြောင်းမှုမရှိဘဲနဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ရိုးပြောင်းမှုမရှိလို့လိန်လိုက်ပြီဆိုတာနဲ့အဲ့ဒီအလိန်ကိုမပေါ်အောင်နောက်တစ်ခါထပ်လိန်ရအဲ့ဒီလိန်တာကိုမပေါ်အောင်နောက်တစ်ခါထပ်လိန်ရတယ်အဲ့လိုနဲ့လိန်နဲ့လိန်တာနေရာမှာ तू ကဖြစ်သွားပြီးတော့ဘယ်တော့မှ तू ကဟိုမဖြေရှင်းနိုင်တော့ तू ပု္ပ္ပာတော်တော်တဖြည်းဖြည်းခက်လာအဲ့တော့ဘဝရဲ့ပု္ပ္ပာကိုဖြေရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောတဲ့၃ချက်နောက်ဆုံးတစ်ချက်ကတော့ဖခင်ကိုတက်ဝင်ယုံကြည်တဲ့ဖခင်တရားပေါ်မှာယုံကြည်ကိုင်းဆိုင်စွာနော်ယုံကြည်ကိုင်းဆိုင်စွာကိုယ်ကွယ်စည်းကပ်ပါအလိုဆန္ဒရှိရင်လဲဆူတောင်းပါဆူတောင်းနေမရဘူးအလုပ်လုပ်ရတယ်အလုပ်လုပ်ရင်တော့မှဒါမှနဲ့ဆူတောင်းတယ်နဲ့စုပန်တာမတူဘူးဆူတောင်းတာကတော့ကိုဖြစ်ချင်တာတွေဆူတောင်းစုပန်တာမဟုတ်ဘူးကိုဖြစ်ချင်တာကိုစုပန်လိုက်ပြီးတော့မဖြစ်ပြအောင်ကြိုးစားတာအဲ့တော့စုပန်တာကတော့ပိုကောင်းတာပေါ့နော်အဲ့တော့ပြောချင်တာအချက်၄ချက်ပေါ့ကျွန်တော်အချိန်လဲကုံတော့မှာဆိုတဲ့အတွက်9မိနစ်ပဲကြံတော့အဲ့တော့ကျွန်တော်တို့ဘဝရဲ့ပု္ပ္ပာတွေဟာမသေးမချင်းကျွန်တော်တို့ကြုံတွေ့မယ်အဲ့ဒီပု္ပ္ပာတွေကိုကျွန်တော်ကအမြဲမပြတ်ဖြည့်ရှင်းနေရမယ်အဲ့လိုဖြည့်ရှင်းနေတဲ့အခါမှာကိုယ့်ဘဝကိုတိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းအောင်ကိုဖန်တီးရမှာဖန်တီးတော်တဲ့အခါမှာကျွန်တော်တို့ဉာဏ်မြောင်မြင်မရှိဘဲနဲ့တော့မရဘူးဉာဏ်ပေတုံးကတော့ဘာမှဖြည့်ရှင်းနိုင်မှာမဟုတ်ဉာဏ်ပေတုံးဆိုတာကိုသိလားဉာဏ်ပေတုံးဆိုတာသူများပြောလဲနားမထောင်ကိုယ်တိုင်လဲဘာမှမတတ်ပြီးတော့ပတ်ဝန်းကျင်ကပြောလို့ရှိရင်လဲတခါလဲလက်သီးလက်မောင်းတန်းပြီးတော့ရံပြန်တွေ့ခြင်းနဲ့ဘာတစ်ခုမှဟုတ်တိပတ်တိသူ့ဘာသာသူ့အရေးချင်းနဲ့စွမ်းဆောင်နိုင်တာမရှိဘဲနဲ့အလကားနေရင်နဲ့နော်မတိနားမလဲဘဲနဲ့သူ့ဘာသာသူရေတွေဗာလဲရေအိုက်တွေကဖားတငယ်လို့ရှိနေတဲ့လူမျိုးကိုညံပေတုံးလို့ခေါ်တယ်အဲ့ဒီညံပေတုံးကတော့ဘယ်တော့မှဘဝမှာပု္ပ္ပာတွေကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ညာအမျှော်မြင်ရှိဖို့ကအရန်ရေးကြည့်တယ်ညာအမျှော်မြင်ရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြောပြီးပြီနောက်စိတ်ကောင်းစေတနာထားဖို့အခုဒီမှာဆမာကြီးတော်ခင်ကြီးကနေပြီးတော့ဟောပြောပွဲတွေခဏဟောပြောပေးတယ်နောက်ဘာသာရေးနဲ့ပတ်သက်တဲ့ခုနအလှူဒန်းတွေအများကြီးလုပ်ပေးတဲ့အတွက်စိတ်ကောင်းစေတနာအနည်းနဲ့အများဒီကိုယ်စားလှယ်တွေရင်ထဲမှာကဲအောင်သားမှာဆမာကြီးတော်ခင်ကြီးကိုနိုင်ကိုကလည်းတကယ်ကိုလှူဒန်းနေတာကျွန်တော်တို့ကြားတွေ့ရတဲ့ခါမှာလက်ဖျားခါရတယ်အားကြရတယ်တကယ်ကိုလှူဒန်းနိုင်ပြီးတော့ဘာသာသာသနာကိုအရန်အားပေးနေတယ်ဆိုတာကျွန်တော်တွိုင်းလာရင်းနဲ့ကျောင်းတွေကိုကျွန်တော်ဘက်ကကျောင်းတွေကိုသွားပြီးတော့ဟောပြောရတဲ့အခါမှာဆရာမကြီးလှူထားတာတွေသူတို့ပြောပြတယ်ဆရာမတွေရဲ့လက်ကလှူတာတွေစသဖြင့်ပေါ့နော်နေရာတကာရောက်တဲ့နေရာမှာဒါကတော့ဒေါခင်ကြီးလှူတာမနေ့တနေ့ကပဲကျွန်တော်မှကလေးရောက်သွားတယ်ကလေးမှကျွန်တော်နဲ့ဇာကနာနဲ့သွားခေါ်တော့နေသာကိုရောက်တယ်နေသာဆရာကြီးကဒါဒေါခင်ကြီးလှူထားတာတဲ့အဲ့တော့နေရာတကာမှာအဲ့လိုပေါ့နော်လှူဒန်းပြီးတော့ဘာသာသံဃာအကျိုးဆောင်ကျင်းနေတဲ့အတွက်ဒီကိုယ်စားလှယ်တွေမှာလည်းအနည်းနဲ့များတော့စိတ်ကောင်းစေတနာရှိမယ်ဆိုတာတော့ကျွန်တော်ယုံကြည်ပြီးသားပါအဲ့တော့ခုနအဲ့လိုခုနရိုးဖြောင့်မှုရှိဖို့ကတော့ကိုယ့်ပစ္စည်းကိုရောင်းနေစေနဲ့ကိုယ့်ပစ္စည်းကိုကိုယ့်ပစ္စည်းမှန်ပေါ့နော်မှန်ကန်နဲ့ပြောဆိုပြီးတော့စိတ်ကောင်းစေတနာကောင်းတဲ့သာရောင်းဒါကြောင့်လဲဒီလောက်အောင်မြင်တယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့
ရိုးဖြောင့်မှုရှိဖို့ကအရေးကြီးတယ်အဲ့တော့တွယ်ဝိုက်ပြီးတော့ကလင်ကကြစ်လျှောက်ပြောနေရေချကြမရပါဘူးနော်အခုဖြတ်တန်းလာတဲ့ကာလကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဟောပြောလာတဲ့ကာလတော့မှ10နှစ်ကျော်လာပြီအဲ့တော့ဒီလောက်ထိလူများပြီးအစာဦးတွေပါဒီတဲ့ခန်းခန်းနားနားတွေဖြစ်လာတာကြည့်လိုက်ရင်ဒီလုပ်ငန်းဘလောက်အောင်မြင်နေဆိုတာကျွန်တော်တို့တွေးလို့ရပါတယ်အဲ့တော့ဒီလိုအောင်မြင်မှုမှာလည်းခုနနောက်ဆုံးတစ်ချက်ကတော့ခုနဘာသာတရားပေါ်မှာလူတန်းချင်းပေးကမ်းချင်းတကယ်ကြတော့ပေးလေများလေပဲပေးနေရော့မသွားဘူးပေးလေများလေပဲချမ်းသာခြင်းရဲ့လျှို့ဝှက်ချက်ကဒါနပဲဒါနမရှိတဲ့လူကချမ်းကုန်မချမ်းသာဘူးအဲ့တော့ဒါနလို့ပြောတဲ့အခါဆရာရဲ့ကျမတို့ကဆင်းရဲတယ်ကျွန်တော်တို့ကဆင်းရဲတယ်ဘယ်လိုလုပ်လူနိုင်မှာလဲမြတ်စွာဘုရားကိုတောက်တော်ကြီးကတ်တာခင်ဗျပတ်စံမှမကုန်တာစွန်းတော်ကတ်တာဘလောက်ကုန်မှာလဲအဲ့တော့ခုနမမြင်ရတဲ့ပုဂ္ဂိုလ်ရင်သွေးချမ်းကတ်တာခင်ဗျဘယ်လိုလုပ်ကုန်မှာလဲစသဖြင့်ပေါ့နော်အဲ့တော့ခင်ဗျသမင်းညာဟင်းညာလေးတွေခင်ဗျအိမ်မှာနေတဲ့ခွေးလေးကြောင်လေးကျွေးတာဘာကုန်မှာလဲအဲ့ဒါဒါနမျိုးစေ့ပဲအဲ့ဒီဒါနမျိုးစေ့နောက်မှာစေတနာပါသွားရင်အဲ့ဒါစေတနာအကျိုးပဲပတ်စံကိုတခါလဲယာနဲ့ထောင်နဲ့ချီလူပေနဲ့ပကာသနနဲ့လူရင်အဲ့ဒါတပြားမှမရဘူးခုနကိုယ်စိတ်ကောင်းစေတနာကောင်းတဲ့လမ်းပေါ်ကသရောင်းသားပဲဖြစ်ဖြစ်သီလရှင်ပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်လူလိုက်တန်းလိုက်တာဒါအကျိုးများကြီးရအဲ့တော့ချမ်းသာခြင်းရဲ့လျှို့ဝှက်ချက်ဒါနပဲကျွန်တော်တော့အသက်40ကျော်မှသိတယ်သိတဲ့အချိန်မှာအဆင်ပြေတယ်ပေါ့နော်အဲ့တော့လူလေများလေပဲအဲ့တော့ပြန်ပြီးတော့ကျွန်တော်ဏီကုန်းပြန်ချုပ်ပါမယ်ဘဝရဲ့ပု္ပ္ပစာတွေကိုကျွန်တော်တို့မကြောက်ပါနဲ့ဘဝရဲ့ပု္ပ္ပစာမွေးဖွားတဲ့အခါမွေးဖွားတာကနေစပြီးသေဆုံးခြင်းအထိရင်ဆိုင်တွေ့ကြုံပါလိမ့်မယ်အဲ့လိုတွေ့ကြုံတဲ့အခါမှာကျွန်တော်တို့ကခုနနီလန်းကောင်းတွေပေးပြီးပြီဒီနီလန်းကောင်းတွေနဲ့ကိုယ့်ကိုယ်လေ့ကျင့်ပြိုးထောင်ပြီးတော့ဒီဘဝပြဿနာတွေကိုအဖြေရှာမယ်ဆိုရင်ဘဝရဲ့လိုအပ်ချက်၄ခုပြည့်ပါလိမ့်မယ်လူတိုင်းမှာ၄ချက်လိုချင်ကြတယ်ဟုတ်လားမဟုတ်လားမသိနံပါတ်1ချက်လူတိုင်းတိုးတက်ပြောင်းလဲခြင်းကိုလိုချင်တယ်ဟုတ်လားမဟုတ်လားညင်းဖို့မရှိဘူးနော်လူတိုင်းကကိုယ့်လုပ်ငန်းကိုအောင်မြင်ခြင်းတယ်ဟုတ်လားမဟုတ်အောင်မြင်ခြင်းတယ်ပြီးတော့ပျော်ရွှင်ခြင်းတယ်ဘဝတာတူတူလေးမှာကိုယ့်မိသားစုနဲ့ကိုပျော်ခြင်းတယ်ကိုယ့်အဖွဲ့အစည်းလေးနဲ့ကိုပျော်ရွှင်ခြင်းဘာတောကတွေဘာပြဿနာတွေမှကိုမလိုချင်ဘူးဟုတ်လားမဟုတ်လားမသိနော်တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဘဝရဲ့နောက်ဆုံးခရီးလေးကိုငြိမ်းလေးနဲ့သွားခြင်းတယ်အမှုခင်းနေစေုံတက်ရတာတွေဘာတွေမဟုတ်ဘဲနဲ့ငြိမ်းလေးသွားခြင်းတယ်အဲ့လိုတိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းမှုအတွက်ဘောရဲ့ပု္ပ္ပစာအများကြီးဖြေရတဲ့အခါမှာခုနကျွန်တော်ပြောတဲ့နီလန်းနေတဲ့စနစ်တကျအောင်မြင်စွာဖြည့်ရှင်းနိုင်ကြပါစေလို့စွတ်မြုံကောင်းတောင်းရင်ညီကုန်းချုပ်ရပါတယ်